ဘေးခရိုင်တွင်းရှိရက်ကွက်နဲ့ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုတွေရဲ့လုပ်ငန်းစွမ်းဆောင်ရည်မြန်မာရေးတင်နန်းအမှတ်စဉ်1/2026တင်နန်းစင်ပွဲကိုဇူလိုင်28ရက်ကဘိတ်မြို့ပလဲရတနာခမ်းမမှာကျင်းပခဲ့ပါတယ်။အဆိုပါတင်နန်းကိုနိုင်ငံတော်ရဲ့မူဝါဒတွေနဲ့လုပ်ငန်းစဉ်တွေကိုနားလည်သဘောပေါက်ပြီးဥပဒေနည်းဥပဒေလုံထုံးလုံနည်းတွေတိုင်းအာဂတိကင်းတာဝန်ထမ်းဆောင်နိုင်တဲ့အုပ်ချုပ်ရေးမှုတွေပုံမှန်ထွက်ပေါ်လာစေဖို့ဒေသဖွံ့ဖြိုးရေးနဲ့ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုထိရောက်စွာဖော်ထုတ်တင်ပြနိုင်စေဖို့ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။တင်နန်းစင်ပွဲမှာဘိတ်ခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးဦးကတင်နန်းစင်အမှာစကားပြောကြားခဲ့ပြီးတင်နန်းသားထွေးကျွန်စုရရှိသူတွေကိုဆုချီးမြှင့်ခဲ့ပါတယ်။ဆက်လက်ပြီးတင်နန်းစင်အောင်လက်မှတ်တွေကိုတာဝန်ရှိသူတွေကပေးအပ်ခဲ့ကြပါတယ်။ဒီတင်နန်းကိုဇူလိုင်1ရက်ကနေ28ရက်နေ့ထိဖွင့်လှစ်ခဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေရက်ကွက်ကြေးရွာအုပ်ချုပ်ရေးဥပဒေနိုင်ငံတော်ရဲ့မူဝါဒနဲ့ဌာနဆိုင်ရာလုပ်ငန်းစဉ်တွေကိုတင်ကြားပို့ချပေးခဲ့ပါတယ်။ဖိတ်တလင်းလာရီနဲ့ပူလောမြို့နယ်တွေကရက်ကွက်နဲ့ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုတွေတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။